ချက်တွေအပြည့်နဲ့ရှင်ခုန်စွာလန်းခဲ့တယ်မျောလင်းချက်တွေအပြည့်နဲ့ရှင်ခုန်စွာလန်းခဲ့တယ်စိမ့်သက်တဲ့ဒီမြေပေါ်ခြေချမိတဲ့အချိန်ဝဲအိမ်မက်တွေကဝေးလံအမောင်ထဲမှာလမ်းပြောက်တယ်ဘယ်လိုရှေ့ဆက်ရမလဲကိုမေးခွန်းထုတ်စေအလုံးမရှိသေးတဲ့ရက်တွေအတွေ့တွေကများလုံးနေအနာဂတ်ရဲ့လမ်းစကားမြူနေလို့ဝေဝါတယ်အခန်းကျင်လေးထဲမှာသက်ပြင်းတွေလည်းအဖော်ပြူတယ်အိမ်ကိုလွှမ်းတဲ့စိတ်ကရင်ထဲမှာချိန်တိုင်းအပေါ်ဆောင်နေဒါပေမဲ့ဒါဟာအရှုံးမဟုတ်ဘူးစိတ်ရှုံးမချလိုက်နဲ့အော်ခဏတာမုန်တိုင်းကြမှာလမ်းခွဲလေးတစ်ခုပါပဲလာခဲ့တဲ့ရှိမှန်းချက်တွေရင်ထဲမှာရှိနေသေးရင်မင်းရဲ့အနာဂတ်ကဒီနေရာမှာတင်ရမသွားပါဘူးရှိသေးတယ်ဒီနေ့နေမင်းကြီးကပြန်လဲပြီးသားလင်းအောင်မယ်ဒီနေ့ခက်ခဲတာတွေကနှက်ပြန်တွဲအတွေ့အကြုံမယ်အစမပြေမှုတွေကြားအခွင့်အလမ်းကိုရှာဖွေမယ်ချထားစိတ်အေးအေးလေးထားလိုက်ပါငါရှောင်းမဲ့လမ်းကအခုမှစားရမို့ရီမှန်းချက်တွေစီငါနိုင်ရ